ထိုသူသည်နွားထီကို6တွေ့သောရေတွင်းပေါ်သို့တမင်တကာမောင်းထုတ်ခဲ့သည်ထို့နောက်သူသည်ရေတွင်းအဖုံးကိုလျင်မြန်စွာဆွဲဖယ်လိုက်သည်မတိနားမလဲသောနွားထီသည်ရေတွင်းအောက်ခြေသို့ချက်ချင်းပြုတ်ကျသွားခဲ့သည်ရေတွင်းမှဝေလာငါးများထွက်လာတံကိုနားထောင်ရင်းဂျွန်သည်တနက်ကိုလျင်မြန်စွာမြောက်လိုက်ပြီးအတန်လုံးဝပျောက်ကွယ်သွားသည့်အထိပြစ်လိုက်သည်ထိုအခါမှသာဂျွန်သည်စိတ်သက်သာရာကတက်ပြင်းချလိုက်သည်ထို့နောက်သူနှင့်တားဖြစ်သူချက်တို့သည်ရေတွင်းကိုလုံးဝပိတ်ရန်မြေကြီးကိုအသုံးပြုခဲ့ကြသည်ဂျွန်လုံးသမျှသည်အောက်ခြေရှိအလောင်းကိုဖုံးအုပ်ရန်သာဖြစ်သည်နောက်တစ်နေ့တွင်ရဲများသည်ပျောက်ဆုံးမှုကိုစုံစမ်းစစ်ဆေးရန်အိမ်သို့ရောက်လာကြသည်သို့တော်ရဲများ၏မေးမြန်းမှုကိုရင်ဆိုင်ရသောအခါဂျွန်သည်သူ၏ရှင်းလင်းချက်ကိုပြင်ဆင်ပြီးဖြစ်သည်သူဇနီးတဲ့အိမ်မှထွက်ပြေးသွားပြီးလေကွင်းထဲတွင်ထိုရက်နေသောနွားထီကိုပင်ယူသွားသည်ဟုလိမ်ညာခဲ့သည်ရဲများသည်ဂျွန်၏ရေးစရာကောင်းသောရှင်းလင်းချက်ကိုမယုံကြည်ကြတော့လဲတက်တဲ့အထောက်အထားမတွေ့ရှိခဲ့သောကြောင့်ယခုအချိန်ထိသာထွက်ခွာနိုင်ခဲ့ကြသည်ရဲများထွက်ခွာသွားသည်ကိုမြင်တော့ဂျွန်စိတ်သက်သာရာရသွားသည်သူ၏ရာဇဝတ်မှုကိုဘယ်တော့မှရှာဖွေတွေ့ရှိမည်မဟုတ်ဟုသူထင်ခဲ့သည်သို့တော်မကြာမီတွင်ထူးဆန်းသောတစုံတစ်ခုဖြစ်ပျက်ခဲ့သည်အဲ့ဒီညမှာဂျွန်စာဖတ်နေတော့ရုတ်တရက်နွားငိုတန်ကြားလိုက်ရလို့ချက်ချင်းထွက်သွားပြီးစစ်ဆေးဖို့ထွက်သွားပြီးမြဲနွားတင်းကုတ်ထဲဝင်သွားတဲ့အခါနွားရဲ့ကိုယ်ပေါ်မှာကြွက်တကောင်ကိုက်နေတာကိုတွေ့လိုက်ရတယ်ဂျွန်ကချက်ချင်းပဲတနက်ကိုဆွဲထုတ်ပြီးဖြစ်ပေမဲ့ကြွက်ကပိုက်ထဲကို